အားလုံးပဲမင်္ဂလာပါရှင်မေမေတို့မျက်နှာအသားရည်ကလေ dry skin ဖြစ်တဲ့အတွက်ပေါ့နော်ဒီနေ့စဉ်သွားလာလှုပ်ရှားနေတဲ့အတွက်ဒီတဘာဝကလေတံမိုးတံเนาะဘယ်လိုပြောကိုမျက်နှာအသားရည်ကိုဓာတ်ရိုက်ထိတွေ့ပြီးတော့ဒီလေမေမေတို့မျက်နှာအသားရည်6တာတွေနောက်တစ်ခုကရေတက်ဆုံးရှုံးတာတွေအဲ့လိုမျိုးတွေဖြစ်တတ်တယ်ပေါ့နော်အဓိကကြတော့ပေါ့နော်ကိုမျက်နှာအသားရည်6တဲ့သူတွေကရေတက်ဆုံးရှုံးတဲ့လူတွေကပေါ့နော်ဒီအဆိုတက်ကိုထိမ့်ပေးတဲ့ cream တစ်မျိုးမျိုးကိုလိမ့်ပေးတဲ့နဲ့လိမ့်မထားဘူးဆိုရင်ပို့ပြီးတော့6တွေ့ကြမ်းတမ်းတာတွေအသားရည်မဆိုးပြေတာမျိုးတွေဖြစ်တတ်တယ်ပေါ့နော်မမင်ကတော့ဒီအသားရည်6တဲ့ထဲမှာလဲပါတယ်နောက်ကအစီပြန်တဲ့ထဲမှာလဲပါတဲ့အတွက်ပေါ့နော်မင်ကတော့ IBF moisturizer ရေတက်ပြည့်ဂျယ်လေးကိုတစ်နေ့ကိုမင်ကမနေ့တစ်ချိန်ညချိန်သုံးပေးတယ်။ तू ကလေအဆိုတက်ကိုလည်းထိန်းပေးတယ်။နောက်တစ်ခုကအသားရည်6တဲ့သူတွေဒီဝက်ချန်သမားတွေအတွက်လည်းကောင်းတယ်။နောက်တစ်ခုကလေတင်းတိတ်အမဲဆက်မင်တို့ဆိုရင်အသားရည်6တဲ့ထဲမှာလည်းပါတယ်။တင်းတိတ်အမဲဆက်သမားလည်းဖြစ်တဲ့အတွက်ဒီmoisturizer gel လေးကလေတင်းတိတ်အမဲဆက်ကိုလည်း तू ကတိတိတတ်တာမေးမိတ်တတ်တာစီတယ်နောက်တစ်ခုကလေဒါရည်နီမြန်းရောင်ရမ်းတာတွေလည်းရောပါတတ်တာစီတယ်တင်းတိတ်အမဲဆက်ကိုလည်းတဖြည်းဖြည်းတိတိတတ်တာလေး तू ကမေးမိတ်တတ်တာစီတယ်ဝက်ချန်သမားတွေအတွက်လည်းအထူးကောင်းမွန်တယ်ပေါ့နော်အဓိကကတော့ तू ကရေးတက်ဆုံးရှုံးနေတဲ့သူတွေနောက်တစ်ခုကအသားရည်6တွေ့ကြမ်းတမ်းနေတဲ့သူတွေဆိုရင်လေပြန်လဲပြီးတော့ तू ကအားဖြည့်ပေးတာလိမ့်ပြီးတာနဲ့လေဘယ်လိုပြောမလဲတချို့ဆိုရင်မျက်နှာတစ်တွေတစ်တယ်ဆက်ပြားတုံးတွေတစ်တယ်တစ်ပြီးသွားလို့ရှိရင်မျက်နှာအသားရည်က6တွေ့ကြမ်းတမ်းပြီးတော့လေကြမ်းကြမ်းကြီးဖြစ်ကြံခဲ့တာအဲ့ဒါဒီ moisturizer gel လေးကကြတော့နှစ်ပိုင်းမှာတစ်ချိန်ပေါ့နော်ညပိုင်းမှာအိတ်ခန့်ဒီမှာတစ်ချိန်မျက်နှာတစ်ပြီးသွားရင်3ပေးတာနဲ့မနက်ပိုင်းမှာဆိုရင်ဘယ်လိုပြောမလဲအသားရည်6တွေ့ကြမ်းတမ်းနေတာမျိုးမဖြစ်စေဘူးသူကလေအသားရည်ကိုလေဘယ်လိုပြောမလဲကြီးဆူဆူလေးဝင်းလေးဖြစ်နေတာเนาะအဲ့လိုမျိုးပြန်ပြီးတော့ရေဓာတ်ကိုလည်းပြေဝစေတယ်အသားရည်ကိုလည်းလေတင်းတိတ်အမဲဆက်ကိုလည်းမိမိတတ်တာစီတဲ့အတွက်ဒီ IB ရဲ့ moisturizer gel လေးကတော့ဒီ skin care မယ်ဆိုရင်ပေါ့နော်ဒီ skin care step ထဲမှာ free step အနေနဲ့အသုံးပြုရတယ် moisturizer gel လေးပေါ့နော် gel လေးဖြစ်တဲ့အတွက်ကိုယ့်ရဲ့အသားရည်မျိုးဒီ moisturizer ရေတက်ပြည့်ချယ်လေးကိုလိမ့်ပြီးသွားလို့ရှိရင်ဒီလိုမျိုးမမေ့လို့ကြီးဆူဆူဝင်းလေးဖြစ်နေမှာမို့ဒီ moisturizer gel လေးကိုလိမ့်ပြီးဖို့တော့မမေ့နဲ့နော်သုံးကြည့်ကြည့်ကောင်းတယ်